အာအိုရီဟာဂျပန်နိုင်ငံမှာသူ့ရဲ့ညီမလေးနဲ့အတူအေးအေးချမ်းချမ်းနေထိုင်နေတဲ့တာမန်ထက်တန်းကျောင်းသားတစ်ယောက်ပါပဲဒါပေမဲ့လူသားတွေမကုသနိုင်တဲ့နာတာရှည်ယောဂဆိုးကြီးကိုသူ့ညီမလေးခံစားလိုက်ရတဲ့အခါမှာတော့အရာအလုံးကပြောင်းလဲသွားခဲ့တာပေါ့စေကုသစရိတ်ကအရန်ကြီးလို့တော့တာမန်ချိန်ပိုင်းအလုပ်လေးနဲ့အာအိုရီတယောက်မတက်နိုင်ခဲ့ဘူးဗျဒါကြောင့်ပတ်စံအမြန်ရဖို့မျှော်လင့်ချက်နဲ့ဆိုရှယ်မီဒီယာလောကတွေကိုခြေစုံပြုတ်ဝင်လိုက်ပါတော့တယ်ကန်ဆိုးတာကသူဟာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတယောက်မဟုတ်တော့တန်းနဲ့ချီပြီးရှာဖို့ဆိုတာမလွယ်ဘူးလေဒါကြောင့်သူ့အတွက်နယ်ပယ်တစ်ခုကိုရှာဖွေဖို့ဖိအားပေးခြင်းခံခဲ့ရပါတယ်လူတိုင်းကမုံလုံးလို့ကြည့်ကြတဲ့အခုထိသူလုပ်ခဲ့တဲ့များအတွက်ပြန်ပေးဆက်ရမှာကိုယဉ်ကျင်ကြတဲ့လူမုံများတဲ့ YouTube ကိုတယောက်ဖြစ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်နာမည်ကျော်တိုက်ခိုက်ရေးသမားတွေကိုစိန်ခေါ်ကင်မရာရှိမှရိုင်းဆိုင်ရိုက်နဲ့တရွေးနဲ့ထွေးပြီးကြောက်တတ်တဲ့သူတယောက်လိုထွက်ပြေးပြရင်သူ့ရဲ့ social media ဟာနာမည်ကြီးလာပါတော့တယ်ဒါကတော့တရားမျှတတဲ့တိုက်ပွဲမှာမနိုင်တဲ့တတိကြောင်တဲ့ကောင်လို့ခေါ်ဝေါ်ကြတဲ့ကြီးစုသူတွေကိုတကယ်ကိုဒေါသထွက်စေခဲ့ပါတယ်ဒါပေမဲ့အာအိုရီကတော့ဒါကိုဂရုမစိုက်ပါဘူးဘာလို့လဲဆိုတော့ဒါကကြီးစုသူအရေးအတွက်နဲ့တခြားဒေတာတွေကိုတိုးပွားစေလိုပါပဲမကြသေးခင်ကမှသူဟာနာမည်ကြီးမှအကြောင်းအရာဖန်တီးသူတယောက်ကိုလှည့်ကွက်နဲ့အပြင်းထန်ရိုက်နှက်ခဲ့ပြီးရဲတွေစီကနေထွက်ပြေးခဲ့ပါတယ်အခုဆိုရင်မြို့ထဲမှာ DJ ဖောက်လို့ကောင်မျိုးကိုပညာပေးဖို့လိုနေပြီဆိုတဲ့အကြောင်းလူတိုင်းပြောနေကြတာကိုသူကြားနေရပါတယ်အာအိုရီကတော့ဂယုမစိုက်ပဲသူ့ရဲ့ခမန်ကန်နာမှာသူ့ကိုမုံတီးနေကြတဲ့စာသားတွေကိုပဲလိုက်ဖက်နေပါတယ်ဒါပေမဲ့သူရနေတဲ့ဝင်ငွေကအခုချိန်မှာအရန်များနေပြီမို့လို့သူကတော့ရင်မောနေတော့မှာပဲခိတ္တအကြာမှာတော့သူဟာနောက်ပူတာမှာဆင်းပြီးသူ့ညီမလေးတက်နေတဲ့ဆေးရုံကိုသွားခဲ့ပါတယ်သူ့ညီမလေးဖုန်းကြည့်နေတာကိုတွေ့တော့ခဏလောက်အိပ်ပြီးအနားယူဖို့သူပြောလိုက်ပါတယ်အာကာရီကတနေ့ကုန်အနားယူနေတာဖြစ်လို့အခုတော့သူ့ကိုစကားပြောချင်ကြောင်းနဲ့ဘယ်သွားနေတာလဲဆိုတာကိုမေးလိုက်ပါတယ်သူပတ်စံရှာနေတဲ့နီလန်းချောင်းကိုတော့သူမပြောပြနိုင်ပါဘူးဒါကြောင့်သူလှုပ်เสียလေးတွေရှိလို့အလုပ်နည်းနည်းရှုပ်နေတာပါလို့လိန်ပြောလိုက်ပါတယ်သူကမုတ်အိတ်လေးပေးလိုက်ပေမဲ့အာကာရီကတော့သူ့မောင်လေးကမုတ်ဆိုရင်မနေနိုင်တာကိုသိလို့ဒီနေ့ဘယ်နှခုစားပြီးပြီလဲလို့မေးလိုက်ပါတယ်စပိုင်းမှာအာအိုရီက3ခုစားတယ်လို့လိန်ပြောခဲ့ပေမဲ့အာကာရီကအလွဲတကူမယုံပဲအမှန်တိုင်းပြောဖို့ခိုင်းလိုက်ပါတယ်အာအိုရီကဒီကိုမလာခင်ကိတ်မုတ်6ခုစားခဲ့တယ်လို့ဝန်ခံလိုက်ရပါတယ်အာကာရီကသူ့ကိုစူပူလိုက်ပြီးကျမ်းမာရေးကိုပိုပြီးစိုက်တင်ကြောင်းနဲ့တနေ့ကိုမုတ်တစ်ခုပဲစားတင်တယ်လို့ပြောပါတယ်ပြီးတော့ကိုရောဂယူးဆိုင်ရလားဒါမှမဟုတ်ညလုံးပေါက်တွေထပ်လုပ်ပြီးအဝတ်တွေတောင်မလျှော်ပဲနေနေတာလားလို့မေးပါတော့တယ်မကြခင်မှာသူမကိတ်မုတ်စားပေမဲ့ဒါကတောင်သူမအတွက်များလုံးနေပြီးချောင်းတွေဆိုးလာတာကြောင့်အာအိုရီကိုကြောက်လန့်သွားစေပါတယ်ဒါနဲ့သူဟာနတ်ကိုသွားခေါ်ဖို့ပြေးထွက်သွားပါတယ်ဒါပေမဲ့အာကာရီကသူမအဆင်ပြေသွားမှာပါလို့ပြောပြီးထားလိုက်ပါတယ်အာကာရီကတော့သူမရဲ့ခန္ဓာကိုယ်ကဘာလို့ဒီလောက်ထိအားနေနေရတာလဲဆိုတာကိုနားမလည်နိုင်ပါဘူးဒါပေမဲ့အာအိုရီကနောက်တလနေရင်အမေရိကကိုသွားကြမှာဖြစ်ပြီးအဲ့ဒီမှာဆရာဝန်ကြီးတွေနဲ့ကုသကြမှာမို့လို့မျှော်လင့်ချက်မပြတ်ဖို့ပြောလိုက်ပါတယ်အာကာရီကတော့အမေရိကမှာစေကုသခတွေအရန်ကြီးတာကိုကြားဖူးလို့စိုးရိမ်နေပေမဲ့သူ့မောင်လေးကတော့စိတ်မပူဖို့ပြောပါတယ်သူ့မှာအစီအစဉ်တွေရှိပြီးပတ်စံကိစ္စကသူ့ရဲ့အလုပ်ကောင်းကြောင့်ပြဿနာမရှိနိုင်ဘူးလို့ဆိုပါတယ်အဲ့ဒီနေ့ညမှာတော့သူဟာမိဘမဲ့ဂေဟာကနေ့ရက်တွေကိုပြန်စဉ်းစားမိပါတယ်အဲ့ဒီတုန်းကဂေဟာမှုကြီးကဘလောက်ပဲခက်ခဲပါစေအမြဲတမ်းမှန်ကန်တဲ့အရာကိုပဲလုပ်ဖို့တင်ပေးခဲ့ပါတယ်ဒါပေမဲ့အာအိုရီကတော့ဒါနဲ့လုံးဝဆန့်ကျင်ဘက်တွေကိုလုပ်နေခဲ့ပါတယ်အကယ်၍စူးစမ်းပန်းစားလုပ်ပြီးပတ်စံကောင်းကောင်းရမယ့်လမ်းရှိခဲ့ရင်သူလုပ်မှာပါဒါပေမဲ့ကန်ဆိုးတာကသူဟာကြောင်းကောင်းကောင်းမတက်ခဲ့ရသလိုသူ့မှာရှိတာကလည်းတိုက်ခိုက်ခုကောင်းတဲ့တမားတဲ့ခန္ဓာကိုယ်ပဲရှိတာပါသူဟာမိဘမဲ့ဂေဟာမှာတင်ယူခဲ့သမျှကိုဘယ်လိုမျိုးစန့်ကျင်နေလဲဆိုတာကိုတွေးနေမိပါတယ်ဒါပေမဲ့အာကာရီကိုကဲတင်နိုင်မယ်ဆိုရင်သူဟာတစ်ကမ္ဘာလုံးကိုတောင်မိရှုဖြစ်ဖို့အသင့်ပါပဲတလကြာပြီးတဲ့နောက်မှာတော့အာအိုရီဟာဆိုရှယ်မီဒီယာမှာပျောက်ကွယ်နေခဲ့ပါတယ်ဒါကြောင့်သူ့ကိုလူတစုကတက်လိုက်ပြီလားဒါမှမဟုတ်အနားယူသွားပြီလားဆိုပြီးသတင်းတွေထွက်နေပါတယ်ဒါပေမဲ့အာအိုရီကမတည်သေးပါဘူးသူဟာအခန်းကျင်းလေးထဲမှာပူတင်းတွေစားရင်အာကာရီနဲ့ဖုန်းပြောနေပါတယ်သူမကိုလည်းစားကျင်လားလို့မင်းနေပါသေးတယ်အာကာရီကချောကလက်ပူတင်းစားကျင်တယ်လို့ပြောတာကြောင့်အာအိုရီကနောက်တစ်ခါလာရင်ယူခဲ့မယ်လို့ကတိပေးလိုက်ပါတယ်သူဟာလက်ရှိဘဝကိုကျင်းနေပုံရပြီးဖုန်းကင်လက်သားနဲ့ပဲအိပ်ပျော်သွားပါတယ်ဒါကတော့ကျွန်တော်တို့နဲ့လည်းတူနေတာပေါ့အဲ့ဒီနောက်ညတကောင်အိမ်မက်လှလှလေးတွေမက်နေတော့မှပဲရုတ်တရက်အတန်တစ်ခုကြောင့်သူနိုးလာပါတယ်ပြီးတော့သူ့အပေါ်မှာတူကြီးတစ်ချောင်းနဲ့ရက်ကြည့်နေတဲ့ပုံလေးတစ်ခုကိုတွေ့ပြီးသူထိတ်လန့်သွားပါတယ်ကျူးကျော်လာသူကတူနဲ့သူ့ကိုရိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူ့ရဲ့လင်မြန်တဲ့တုတ်ပြန်မှုကြောင့်ရှောင်တိန်နိုင်ခဲ့ပါတယ်ကျူးကျော်သူကရှောင်သွားတဲ့အတွက်သူ့ကိုဆဲဆူလိုက်ပါတယ်ပြီးတော့အာအိုရီလက်ထဲကဖုန်းကိုရည်ရွယ်ပြီး၃ချိန်လောက်ထပ်မံတိုက်ခိုက်ပါတယ်အာအိုရီကထပ်ပြီးရှောင်နိုင်ခဲ့ပေမဲ့နောက်ဆုံးမိနစ်မှာတော့သူ့ရဲ့ဖုန်းလွတ်ကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒီသူခိုးဟာသူ့ကိုလိုချင်တာမဟုတ်ပဲဖုန်းကိုလိုချင်နေတာဆိုတာသူ့သဘောပေါက်သွားပါတယ်ကံကောင်းစွာနဲ့ပဲဖုန်းကိုမဖျက်ဆီးခင်သူကောက်နိုင်ခဲ့ပြီးအိမ်ပြင်ဘက်ကိုပြေးထွက်သွားပါတယ်အာအိုရီဟာလင်းထိန်နေတဲ့ပန်းချံထဲကိုပြေးဝင်သွားပြီးသူ့အိမ်ထဲကိုလူတစ်ယောက်ဝင်လာတဲ့အကြောင်းအာကာရီစီစာပို့လိုက်ပါတယ်အာကာရီကလည်းပြေးဖို့နဲ့ရဲစခန်းသွားဖို့စာရီပြန်ပို့နေပါတယ်ဒါပေမဲ့ဒီလူကပြေးမဲ့စာဒါမှမဟုတ်ရဲခေါ်မဲ့စာဖုန်းထဲကသူ့ညီမလေးနဲ့ပဲစကားပြောနေပါတယ်သူဘာမှမလုပ်နိုင်ခင်မှာပဲကျူးကျော်သူကသူ့နောက်ကိုထပ်မိလာပြီးတိုက်ခိုက်ဖို့ကြိုးစားပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အာအိုရီကမရှောင်တော့ပဲပြန်တိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာသူ့ကိုခြေထောက်နဲ့ပိတ်ကန်ပြီးတားလိုက်တာကြောင့်တိုက်ခိုက်သူဟာအံ့ဩသွားပြီးအာအိုရီကပြန်လဲတိုက်စစ်ဆင်ပါတယ်ဒါပေမဲ့ကျူးကျော်သူကအလွယ်တကူပဲပြန်ကာကွယ်လိုက်နိုင်ပါတယ်အာအိုရီဟာလက်သီးတွေနဲ့စက်တိုက်ထိုးပြီးခြေထောက်နဲ့လည်းကန်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့တိုက်ခိုက်မှုအားလုံးကိုဒီတူကင်ထားတဲ့စိတ်ဝေဒနာရှင်ကအလွယ်တကူပဲရှောင်တာဒါမှမဟုတ်တားဆီးတာတွေလုပ်ခဲ့ပါတယ်ကျူးကျော်သူကအာအိုရီလက်ထဲကဖုန်းကိုပုတ်ချဖို့ထက်ကြိုးစားပေမဲ့လွဲသွားပါတယ်အာအိုရီကတော့ဒီလူကောက်ကိုလိုချင်နေတာလဲဆိုတာစဉ်းစားလို့မရပါဘူးကျူးကျော်သူကသူ့ရဲ့နာမည်အပြည့်စုံကိုခေါ်လိုက်ပြီးသူဟာအတိတ်ပဲမရှိပဲလူတွေကိုဒေါသထွက်အောင်လုပ်တဲ့ YouTube တယောက်ဖြစ်ကြောင်းပြောလိုက်ပါတယ်
သူဟာအာအိုရီရဲ့ဗီဒီယိုတွေကိုမကြည့်ချင်ပဲကြည့်ခဲ့ရကြောင်းနဲ့အဲ့ဒီဗီဒီယိုတွေကအရန်ယုံမိုးကောင်းပြီးအန်ဂျင်စရာကောင်းတယ်လို့ပြောပါတယ်။ဒါကိုကြားတော့အာအိုရီကဒီလူဟာသူ့ကိုမကျေနပ်တဲ့ကြည့်ရှုသူတွေကတယောက်ဖြစ်မယ်လို့ထင်သွားပါတယ်။ဒါကြောင့်အာအိုရီကဒူးထောက်ပြီးသူ့ညီမလေးနေမကောင်းလို့ပတ်စံရအောင်လုပ်ခဲ့ရတာပါဆိုပြီးအသေးအတန်တောင်းပန်ပါတော့တယ်။သူ့ညီမလေးနေကောင်းလာတဲ့အတွက်အခုအဲ့ဒါတွေမလုပ်တော့ကြောင်းနဲ့သူ့ကိုကြိုက်တဲ့လောက်ရိုက်နိုင်ပေမဲ့သူ့ညီမလေးကိုကူညီချင်သေးတာကြောင့်မတက်ဖို့တောင်းပန်ပါတယ်။အခုသူ့ညီမလေးနဲ့စာပို့နေတာမို့လို့ဖုန်းကိုတော့မထိဖို့သူထပ်ပြောပါတယ်။သူစကားတော်မဆုံးသေးခင်မှာပဲဒီလူကဖုန်းကိုသူနဲ့ထပ်ရိုက်ပါတယ်။သူ့ကိုကြိုက်တဲ့လောက်ရိုက်ပါဖုန်းကိုတော့မထိပါနဲ့လို့အာအိုရီကထပ်ထားပါတယ်။ဒါပေမဲ့ဒီလူကတော့သူ့ကိုဂယုမဆိုင်ပဲဖုန်းကိုပဲအမြန်ဆုံးဖျက်ဆီးပစ်ချင်နေတာပါ။ကျူးကျော်သူကအာအိုရီညီမတေဆုံးသွားတာတလကျော်ပြီးဖြစ်လို့အခုအာအိုရီပြောနေတာတွေကယူးကြောင်ကြောင်နိုင်လာတယ်လို့ပြောလိုက်ပါတယ်။အာအိုရီကဒါကိုလက်မခံနိုင်ပဲသူမတေသွားပြီဆိုရင်အခုဖုန်းထဲမှာသူဘသူနဲ့စာပို့နေတာလဲလို့မေးလိုက်ပါတယ်။အမေရိကဗင်နီဇွဲလားကိုအကြောင်းပြချက်မရှိပဲတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်ပေါ့။အမေရိကကိုသွားမဲ့လေယာဉ်ခရီးစဉ်တွေပြပြသွားပြီးသူမရဲ့ကျမ်းမာရေးဟာပိုဆိုးလာကတေဆုံးသွားခဲ့တာပါ။အာအိုရီဟာဒီအမှန်တရားကိုလက်မခံနိုင်ပဲသူ့ညီမလေးရဲ့ဇာပနာကိုတောင်မတက်ခဲ့ပဲအိမ်ထဲမှာပဲအောင်းနေခဲ့တာဖြစ်ပါတယ်။သူဟာအာကာရီစီကိုစာရီစတိုက်ပို့နေခဲ့ပြီးတနေ့မှာတော့သူပို့လိုက်တဲ့စာကိုဖတ်ပြီးသွားပြီဆိုတဲ့တင်ဂီတာပေါ်လာကအာကာရီစီကနေစာပြန်လာခဲ့ပါတယ်။သူဟာကိုမျက်စိကိုတောင်မယုံနိုင်ပေမဲ့အာကာရီပဲသိနိုင်တဲ့အကြောင်းအရာတွေကိုပြောပြနေတာကြောင့်သူမကိုယ်တိုင်ပဲလို့ယုံကြည်သွားပါတယ်။ဒါကြောင့်သူစကားပြောနေတာဟာအာကာရီအစ်စ်ပဲလို့သူယုံကြည်နေပြီးဘသူဘာပြောလက်မခံခဲ့ပါဘူး။ရုတ်တရက်သူ့ဖုန်းကထူးထူးခြားခြားဖြစ်လာပြီးအာကာရီကမျက်ရည်တွေနဲ့အတူသူအဆင်ပြေလားလို့မေးနေတဲ့ဗီဒီယိုပေါ်လာပါတယ်။သူပြန်မပြောနိုင်ခင်မှာပဲကျူးကျော်သူကဖုန်းကိုပုတ်ချလိုက်ပြီးသူနဲ့ထုလိုက်ပါတယ်။အာအိုရီကတော့အချိန်မီမဖမ်းနိုင်ခဲ့ပါဘူး။ဒါပေမဲ့အန်အောစရာကောင်းတာကဖုန်းကမကွဲသွားခဲ့ပါဘူး။ပြီးတော့ဖုန်းထဲကနေထူးဆန်းတဲ့စွမ်းရည်တွေထွက်လာပြီးအာကာရီကသူ့ရှေ့မှာပေါ်လာပါတော့တယ်။အာအိုရီကတော့ဒါကိုမယုံနိုင်ပဲမျက်ရည်တွေနဲ့တူဒူးထောက်ကျသွားပါတယ်။ဒါပေမဲ့မကြခင်မှာပဲအာကာရီရဲ့မျက်နှာကသွေးတွေကျလာပြီးမိစ္ဆာတကောင်ရဲ့မျက်နှာလိုပြောင်းလဲသွားပါတယ်။ကျူးကျော်သူကအာအိုရီကိုချက်ချင်းနောက်ဆုတ်ဖို့ပြောလိုက်ပါတယ်။သူမဟာသူ့ရဲ့ညီမလေးမဟုတ်တော့ဘူးလို့လည်းဆိုပါတယ်။သူစကားပြောနေတာဟာတရေတကောင်တာဖြစ်ကြောင်းနဲ့အရင်တုန်းကတရေတွေဟာလူတွေအချိန်အများကြီးပေးတဲ့နေရာတွေမှာပဲရှိနေတတ်ကြတာလို့ဆိုပါတယ်။ကမ်းခြေတွေဆေးရုံတွေအိမ်သားတွေဒါမှမဟုတ်ဂီတခန်းမတွေလိုနေရာမျိုးတွေပေါ့။ဒါပေမဲ့အခုခေတ်မှာတော့လူတွေဟာဖုန်းထဲမှာပဲအချိန်ကုန်နေကြတာမို့လို့တေဆုံးသွားတဲ့အခါသူတို့ရဲ့ဝိညာဉ်တွေဟာဖုန်းထဲမှာပဲပိတ်မိနေတတ်ကြပါတယ်။တေဆုံးသွားသူရဲ့ social media အကောင့်ကနေဝိညာဉ်ဖြစ်ပြောင်းလဲသွားတာကို ghost account လို့ခေါ်ပြီးအခုသူတို့ရင်ဆိုင်နေရတာကအဲ့ဒါပါပဲ။သူမရဲ့ဝိညာဉ်ကအခုလိုပေါ်လာပြီးမို့လို့ဖုန်းကိုဖျက်ဆီးရုံနဲ့မပြီးတော့ဘူးလို့သူကဆိုပါတယ်။ဆိုလိုတာကတော့သူမရဲ့ဝိညာဉ်ကိုပါနှိမ်နင်းရတော့မှာပါ။ဒါက digital ဝိညာဉ်ဖြစ်တာကြောင့်တာမန်လက်နက်တွေနဲ့မရပဲအထူးဝိညာဉ်လက်နက်တွေကိုသုံးရမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာသူ့ဖုန်းထဲကနေအနက်ရောင်တူတစ်ချောင်းထုတ်ယူလိုက်ပြီးအာကာရီရဲ့ဝိညာဉ်ကိုစတင်တိုက်ခိုက်ပါတော့တယ်။အာအိုရီကတော့ဒါကိုကြည့်ရတာစိတ်မကောင်းဖြစ်နေပေမဲ့ဒီတူကင်ထားတဲ့လူကဝိညာဉ်ကိုအသာစီးရသွားပြီးအဆုံးသတ်ဖို့ပြင်ဆင်နေပါပြီ။သူဟာတူကိုကောင်းကင်ပေါ်တစ်တင်လိုက်ပြီးတူတွေအများကြီးနဲ့ဝိညာဉ်ကိုရိုက်ချလိုက်တာကြောင့်ဝိညာဉ်လည်းပျောက်ကွယ်သွားပါတယ်။အဲ့ဒီနောက်မှာတော့သူဟာဝိညာဉ်ကိုနှိမ်နင်းဖို့နောက်ထပ်တူတစ်ချောင်းကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့အာအိုရီကတော့ဒါကိုမကြည့်ရပဲနောက်ကနေလှမ်းဖမ်းကသူမဟာဝိညာဉ်ဖြစ်နေရင်တော့အသက်ရှင်ခွင့်ပေးဖို့တောင်းပန်ပါတော့တယ်။သူကင်ထားတဲ့လူကသူ့ကိုလွတ်ဖို့ပြောပြီးလူတိုင်းမှာတေးဆုံးသွားတဲ့သူတွေရှိတတ်ကြပေမဲ့ဒါကိုကြော်ဖြတ်ပြီးရှေ့ဆက်ဖို့ကအရေးကြီးတယ်လို့ပြောလိုက်ပါတယ်။ဒါကဝိညာဉ်အတွက်ပြန်လည်ခုခံမှုအချိန်ရသွားစေပြီးသူကင်ထားတဲ့လူကိုနိုင်ရန်စီလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီလူဟာလည်းဒဏ်ရာရသွားပြီးမလုံနိုင်တော့သလိုအာအိုရီကိုလည်းထွက်ပြေးဖို့ပြောပါတယ်။ဒါပေမဲ့အာအိုရီကတော့ထွက်မပြေးပဲသူ့ညီမလေးစီကိုသွားပြီးဖြောင်းချဖို့ကြိုးစားပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကတော့ဒီဝိညာဉ်ဟာသူ့ညီမလေးရဲ့ရုပ်တွင်ကိုယူထားတဲ့မိစ္ဆာတကောင်သာဖြစ်ပါတယ်။သူမကအာအိုရီကိုဖမ်းယူလိုက်ပြီးဝါးစားဖို့ကြိုးစားပါတော့တယ်။အာအိုရီကသူ့ရဲ့ဘဝကိုပြန်တွေးကြည့်ပြီးသူ့ကြောင့်သာအာကာရီဝိညာဉ်ဟာဒီလောကမှာပိတ်မိနေတာဖြစ်လို့သူတည်သွားရင်သူမှလွတ်မြောက်သွားလိမ့်မယ်လို့တွေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဲ့ဒီလူပြောခဲ့တဲ့အမွေးနစ်ကိုရှေ့ဆက်ဖို့ဆိုတဲ့စကားကိုသတိရသွားပါတယ်။ပြီးတော့သူဟာဝိညာဉ်ရဲ့လက်ထဲကနေယုံထွက်လိုက်ပြီးသူ့ဖုန်းထဲကနေလက်နက်တစ်ခုကိုထုတ်ယူလိုက်တာကြောင့်သူကင်ထားတဲ့လူဟာတန်အောသွားပါတယ်။အာအိုရီဟာနောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်လိုက်ပါတယ်။ပြီးတော့သူ့ရဲ့အပြာရောင်မီးရှန်သားနဲ့ဝိညာဉ်ကိုထိုးလိုက်တာကြောင့်ဝိညာဉ်ဟာပျောက်ကွယ်သွားပြီးအာအိုရီလည်းသတိမေ့ပြီးလဲကျသွားပါတယ်။ခိတ္တအကြာမှာတော့သူကင်ထားတဲ့လူရဲ့အဖွဲ့အစည်းကလူတွေရောက်လာပြီးစစ်ဆေးမှုတွေလုပ်ကြပါတယ်။အာအိုရီကသူ့ညီမလေးရဲ့ဝိညာဉ်ကိုဘယ်လိုများနှိမ်နင်းလိုက်တာလဲလို့လည်းမေးကြပါတယ်။အာအိုရီမှာမီးရှန်သားတစ်ချောင်းရှိနေတဲ့အကြောင်းအဲ့ဒီလူကသတင်းပို့လိုက်ပါတယ်။သူတို့ရဲ့ခေါင်းဆောင်ကတော့ဒါကတိတ်ပြီးထူးဆန်းတာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီလူကအာအိုရီရဲ့ဓာတ်ကအပြာရောင်ဖြစ်နေတာလို့ပြောလိုက်ပါတယ်။ဒါကသူတို့အားလုံးကိုတကယ်ပဲအံ့ဩသွားစေပါတယ်။ဒါကြောင့်သူတို့ခေါင်းဆောင်ကအာအိုရီကိုသူတို့ရဲ့အကယ်ဒမီကိုခေါ်သွားဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။သူအဲ့ဒီမှာအသက်ရှင်မလားတိမ်မလားဆိုတာကတော့သူ့အပေါ်မှာပဲမူတည်ပါတယ်တဲ့။နောက်တနေ့မနက်မှာအာအိုရီနိုးလာတဲ့အခါသူဟာဟိုတယ်တစ်ခုလို့ထင်ရတဲ့အခန်းစိမ်းတစ်ခုထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်။မင်းညကဘာတွေဖြစ်ခဲ့လဲဆိုတာကိုသူတေချာမမှတ်မိပဲဒါဟာအိမ်မက်ဆိုးတစ်ခုလို့ပဲသူထင်နေပါတယ်။သူ့ညီမလေးတိတ်ပြီးတရေဖြစ်သွားတာ။သူကင်ထားတဲ့လူပေါ်လာတာနဲ့သူကိုယ်တိုင်ဝိညာဉ်ကိုနှိမ်နင်းခဲ့တာတွေပေါ့။သူဟာအိမ်မက်ဆိုးကြီးပြီးသွားပြီဆိုပြီးတပြင်းချလိုက်ပါတယ်။ဒါပေမဲ့သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့နောက်မှာအေးအေးဆေးဆေးလက်ဖက်ရည်တောက်နေတဲ့သူကင်ထားတဲ့လူကိုတွေ့လိုက်ရပါတယ်။အာအိုရီကသူဘယ်ရောက်နေတာလဲလို့ချက်ချင်းမေးလိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ကတင်းတစ်ခုထဲမှာအတူအိတ်ခဲ့တာလားလို့လည်းမေးပါသေးတယ်။အဲ့ဒီလူကသူကအဲ့ဒီလိုလူမျိုးမဟုတ်ဘူးလို့ပြန်ပြောပါတယ်။ဒါကြောင့်အာအိုရီကအာကာရီအကြောင်းနဲ့မနေ့ကဖြစ်ခဲ့တာတွေကအမှန်တရားလားဆိုတာကိုထပ်မေးပါတယ်
အဲ့ဒီလူကဘာမှပြန်မပြောဘဲအာအိုရီရဲ့ဖုန်းကိုပဲပြန်ပေးလိုက်ပါတယ်သူဟာသူ့ညီမလေးရဲ့အကောင့်ကိုချက်ချင်းရှာကြည့်ပေမဲ့အဲ့ဒီနာမည်နဲ့အကောင့်ကမရှိတော့ပါဘူးတည်ဆုံသွားသူရဲ့အကောင့်ကိုဝိညာဉ်ကပူးကတ်သွားတဲ့အခါ ghost account ဖြစ်သွားတတ်တဲ့အကြောင်းအဲ့ဒီလူကရှင်းပြပါတယ်ဒါကြောင့်ဝိညာဉ်ကိုနှိမ်နှင်းလိုက်တဲ့အခါမှာအဲ့ဒီအကောင့်တွေလည်းအလိုလျောက်ပျောက်ကွယ်သွားတာပါအာအိုရီကတော့စိတ်မကောင်းဖြစ်သွားပြီးသူ့ညီမလေးနဲ့ဘယ်တော့မှစကားပြောလို့မရတော့ဘူးလားလို့မေးပါတယ်တည်သွားတဲ့သူတွေကစကားမပြောနိုင်ဘူးဆိုတာလူတိုင်းသိတဲ့အချက်ပဲလို့အဲ့ဒီလူကပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့အာအိုရီကတော့ပြုံးပြီးဒီသတင်းကိုတီတီငြိမ်ငြိမ်ပဲလက်ခံလိုက်ပါတယ်သူမမရှိနေတဲ့ယောဂကလည်းပျောက်မှာမဟုတ်တဲ့အတွက်သူမတည်ဆုံသွားတာကိုလက်ခံနိုင်တယ်လို့သူကဆိုပါတယ်သူ့ညီမလေးကိုပေးထားတဲ့ကတိအတိုင်းကိုကိုပဲကောင်းကောင်းဂရုစိုက်တော့မယ်လို့သူကပြောပါတယ်ပြောင်းလဲလို့မရတဲ့အရာတွေအတွက်ဝမ်းနဲ့ပူဆွေးနေလဲကိုပဲလို့သူကဆိုပါတယ်အဲ့ဒီလူကအာအိုရီဟန်ဆောင်နေတာကိုသိနေပြီးသူ့ကိုယ်သူကူလို့မိတ်ဆက်လိုက်ပါတယ်သူကအခန်းထဲကထွက်သွားရင်အာအိုရီကိုလည်းသူ့နောက်လိုက်ခဲ့ဖို့ပြောပါတယ်သူတို့အပြင်ရောက်တဲ့အခါအာအိုရီကသူတို့ဟာဈေးကြီးတဲ့ဟိုတယ်တစ်ခုကိုရောက်နေတယ်လို့ထင်နေတော့မှာပဲဒါပေမဲ့ကူကတော့သူတို့ဟာဝိညာဉ်နှင်းသူတွေအတွက်တင်တန်းကျောင်းဖြစ်တဲ့ Maiden Academy ကိုရောက်နေတာလို့ပြောလိုက်ပါတယ်အာအိုရီကဒီလိုနေရာကောင်းကြီးကကျောင်းဖြစ်နေတာကိုမယုံနိုင်တယ်လို့သူတို့နေတဲ့အခန်းကလည်းဟိုတယ်က Honeymoon ခန်းနဲ့တူနေတယ်လို့ပြောပါတယ်ဒါပေမဲ့ကူကတော့အဲ့ဒါသူ့အခန်းဖြစ်ကြောင်းနဲ့ကျောင်းသားတိုင်းကျောင်းဝင်းထဲမှာပဲနေထိုင်ရတာဖြစ်ကြောင်းပြောပြပါတယ်ဒီကျောင်းကိုရေပူစမ်းဟိုတယ်နဲ့တူအောင်ရည်ရွယ်ချက်ရှိစောက်ထားတာလို့သူကဆိုပါတယ်ကျောင်းသားတွေဟာလောကကြီးကမကောင်းဆိုးဝါးတွေကိုတန့်စင်ပေးနေကြတာဖြစ်လို့ပါပဲသူတို့လျှောက်လာရင်းနဲ့စပင်းရွှေရောင်နဲ့လူတစ်ယောက်ကကူကိုမင်းညကကိစ္စအတွက်လှောင်ပြောင်သွားပါတယ်ဒါပေမဲ့ကူကတော့ဂယုမဆိုင်ပဲဆက်လျှောက်သွားပါတယ်အဲ့ဒီလူကသူ့တငယ်ချင်းတွေစီသွားပြီးအခုတစ်ရောက်လာတဲ့လူကလူမုံများတဲ့ YouTube တစ်ယောက်ဖြစ်ကြောင်းပြောနေကြပါတယ်သူတို့ထဲကတစ်ယောက်ကလည်း Jake Paul လိုမျိုးလူမုံများအောင်လုပ်တဲ့ YouTuber တွေကိုအယံမုံကြောင်းပြောပါတယ်ဒါပေမဲ့စပင်းပြားတဲ့မိန်းကလေးကတော့အာအိုရီကိုချောတယ်လို့ထင်ပြီးသဘောကျနေပုံရပါတယ်ကူကအာအိုရီကိုကျောင်းတစ်ခုလုံးလိုက်ပြပါတယ်ဒါပေမဲ့အာအိုရီကတော့အခုထိဒါကိုဟိုတယ်လို့ပဲထင်နေပြီးသူ့ကိုနောက်နေကြတာလို့ပဲယူဆနေပါတယ်။ရေပူစမ်းနဲ့ရောက်တဲ့အခါအာအိုရီရဲ့တန်ရာတွေဟာတိတိတတ်တာမြ мян ဆန်ဆန်ပျောက်ကင်းနေတာကိုသတိထားမိလိုက်ပါတယ်။ပြီးတော့ရေပူစမ်းကြောင့်သူ့စိတ်တွေရော့ရဲလာပြီးသူ့ညီမလေးအတွက်ငုံမိတော့မလားလို့သူကြောက်သွားပါတယ်။သူဟာအဲ့ဒီစိတ်ကနေလွတ်မြောက်ဖို့မျက်နှာကိုရေနဲ့အမြန်ဆေးလိုက်ပါတယ်။ကူကတော့ခေါင်းဆောင်ဘက်မှလဲလို့ရှာနေပါတယ်။အဲ့ဒီအချိန်မှာပဲဇာကီလို့ခေါ်တဲ့ခေါင်းဆောင်ကရေထဲကနေဘုံကနေပေါ်လာပါတယ်။သူဟာဒီကျောင်းကဆရာတယောက်ဖြစ်တယ်လို့ဘုန်းကြီးတစ်ပါးလည်းဖြစ်ကြောင်းပြောပြီးအာအိုရီကိုနှုတ်ဆက်လိုက်ပါတယ်။အခန်းထဲရောက်တော့ဇာကီကလွဲလို့အားလုံးအဝတ်စားလဲလိုက်ကြပါတယ်ကူကခိုင်းထားတဲ့အတိုင်းအာအိုရီကိုကြောင်းပက်ပြပြီးဖြစ်ကြောင်းနဲ့သူအခုသွားလို့ရပြီလားလို့မေးပါတယ်ဇာကီကကူကိုဒါကိုအလုပ်တစ်ခုလိုသဘောမထားပဲပျော်ပျော်ရွှင်ရွှင်လုပ်ဖို့ပြောပါတယ်ဒါပေမဲ့ကူကတော့သူလဲအာအိုရီလိုလူမျိုးကိုမုန်းတာမို့လို့ဒါဟာမင်းညကကိစ္စအတွက်အဖြစ်ပေးခံရတာလို့ပဲခံစားရကြောင်းပြောပါတယ်ဇာကီကသူ့ကိုလစ်လူရှုလိုက်ပြီးအာအိုရီဘက်လက်ကဒီကျောင်းမှာတက်ပြီးဝိညာဉ်နှိမ်နှင်းသူဖြစ်ဖို့အတင်ပဲလားလို့မေးလိုက်ပါတယ်အာအိုရီကအစမှာတော့ကြောင်သွားပေမဲ့ဒါကနောက်ပြောင်နေတာလို့ထင်ပြီးဇာကီနဲ့အတူလိုက်ရည်နေပါတယ်ကူကတော့ဇာကီကသူ့ကိုကိုပြီးစိတ်နှောက်ယှက်ဖြစ်အောင်လုပ်နေတာလားလို့မေးပါတယ်ဇာကီကတော့အာအိုရီဟာမင်းညကစွမ်းအားတွေနိုးထလာခဲ့တာမို့လို့ကျောင်းအတွက်အသုံးဝင်မဲ့သူဖြစ်လာနိုင်ကြောင်းပြောပြပါတယ်အာအိုရီကတော့သူ့ရဲ့စွမ်းအားတွေကျောင်းကိုဇဝေဇဝါဖြစ်နေပါတယ်ဒါကြောင့်ဇာကီကဝိညာဉ်နှိမ်နှင်းသူတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်လာခဲ့ကြတာဖြစ်ကြောင်းရှင်းပြပါတယ်ဝိညာဉ်နှိမ်နှင်းသူတွေဟာစိတ်ဆွမ်းအင်ကိုအသုံးပြုပြီးတိုက်ခိုက်ရတာဖြစ်ကြောင်းလည်းဆိုပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့10စုနှစ်အနည်းငယ်ကအင်တာနက်ပေါ်လာပြီးတဲ့နောက်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်ဆိုရှယ်မီဒီယာတွေကနေတဆင့်ဝိညာဉ်တွေထွက်ပေါ်လာတာကြောင့်ဝိညာဉ်နှိမ်နှင်းသူတွေအတွက်အခက်အခဲတွေဖြစ်လာစေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့မှာရှိတဲ့ရိုးရာနည်းလမ်းတွေကဒီ ghost account တွေကိုနှိမ်နှင်းမှုမလုံလောက်လို့ပါပဲဇာကီကအကုန်ရှင်းပြနေပေမဲ့အာအိုရီကတော့ဒါတွေကိုဂယုမစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာအခန်းထဲကထွက်သွားပြီး Google Maps ကနေသူဘယ်မှာလဲဆိုတာကိုရှာကြည့်ပါတယ်ပြီးတော့အိမ်မပြန်ခင်သွားလေလို့ရမယ့်နေရာတွေရှိလားလို့လည်းကြည့်နေပါသေးတယ်ဇာကီကသူ့ကိုချက်ချင်းထားလိုက်ပြီးဘာလို့ထွက်ပြေးဖို့စူးစမ်းနေတာလဲလို့မေးပါတယ်မနေ့ကဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့သူ့ရဲ့စွမ်းရည်တွေအကြောင်းကိုမသိချင်ဘူးလားလို့လည်းမေးပါတယ်အာအိုရီကတော့သူဘာမှလည်းမသိချင်တယ်လို့ဒီဝိညာဉ်နှိမ်နှင်းတဲ့အလုပ်တွေမှာလည်းစိတ်မဝင်စားဘူးလို့ပြန်ပြောလိုက်ပါတယ်သူဟာသူ့ရဲ့အရင်ဘဝကိုပဲပြန်သွားချင်ပြီးတာမန်အလုပ်တစ်ခုလုပ်ကကျမကြီးနဲ့ညီညွတ်အောင်နေထိုင်ချင်တာလို့ဆိုပါတယ်သူ့ညီမလေးစေကူဖို့ပတ်စံလို့သာသူအဲ့ဒီအလုပ်တွေကိုလုပ်ခဲ့တာဖြစ်ပြီးအခုတော့ YouTube ကိုလည်းပြန်မလုပ်တော့ဘူးလို့သူကဆိုပါတယ်ဒါပေမဲ့အခုသူမရှိတော့တဲ့အတွက်သူ့ channel ကိုပြန်စားဖို့အကြောင်းပြချက်မရှိတော့ပါဘူးဘယ် social media မှာလည်းသူ့မျက်နှာကိုပြတော့မှာမဟုတ်ပါဘူးသူဟာအခုစိတ်သက်တွေကျနေတာမို့လို့လက်ဖက်ရည်လေးတောက်ရင်တယောက်တည်းအချိန်ဖြုံးချင်တယ်လို့ပြောပါတယ်အဲ့ဒီနောက်သူထွက်သွားဖို့ပြင်ပေမဲ့ဇာကီကသူ့နောက်ကိုလိုက်လာပါတယ်သူ့ညီမလေးတကယ်ဘာဖြစ်သွားတာလဲဆိုတာကိုမသိချင်ဘူးလားလို့မေးပါတယ်ပြီးတော့သူမသိဆုံးမှုအတွက်ဘယ်သူမှတာဝန်ရှိလဲဆိုတာရောပေါ့ဒါကသူ့ရဲ့စိတ်ဝင်စားမှုကိုရသွားစေပြီးဇာကီဘက်ကိုလှည့်ကြည့်လိုက်ပါတယ်ဇာကီကပြုံးပြီးသူ့ညီမလေးဟာယောဂကြောင့်တင်တည်ဆုံးခဲ့တာမဟုတ်ကြောင်းပြောလိုက်ပါတယ်သူ့ညီမလေးဟာအစွမ်းထက်တဲ့ ghost account တစ်ခုရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတာလို့သူကဆိုပါတယ်အာအိုရီကသူ့ညီမလေးအသက်ရှူရခက်ခဲနေချိန်မှာသူ့ကိုကူညီဖို့တောင်းပန်ခဲ့တာကိုပြန်တတိယသွားပါတယ်ဒီ ghost account ဟာလူသားတွေနဲ့ပတ်သက်မှုအားကောင်းတဲ့သူတွေကိုပဲအမြဲတမ်းပြစ်မှတ်ထားလေးရှိတယ်လို့ဇာကီကပြောပြပါတယ်အဲ့ဒီလိုတက်ဖြတ်ခံရသူတွေဟာတည်ဆုံးသွားတဲ့အခါအာအိုရီညီမလေးလိုပဲသွေးမျက်ရည်တွေကျလိရှိပါတယ်အာအိုရီကဒေါသကြီးနဲ့အဲ့ဒီအရာကအခုဘယ်မှလဲလို့မေးလိုက်ပါတယ်ဇာကီကတော့သိရင်ရောမင်းပါလို့မှလဲလို့ပြန်မေးလိုက်ပါတယ်
အာအိုရီကအဲ့ဒီ ghost တစ်ခေါင်ကိုသူကိုယ်တိုင်တက်ပစ်မယ်လို့ပြန်ပြောပါတယ်ဒါပေမဲ့ဇာကီကတော့သူဟာအားနည်းလွန်းသေးလို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့လောင်ပြုံးလိုက်ပါတယ်ဒါကအာအိုရီကိုဒေါသထွက်သွားစေပြီးဇာကီကိုလက်သီးနဲ့ထိုးလိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးမိနစ်မှာကူကူကထားလိုက်ပါတယ်အာအိုရီကကူကူကိုဖဲဖို့ပြောပြီးသူ့အကြောင်းသိတယ်လို့နဲ့လာပြောနေတဲ့ဒီဆရာကိုသူတင်ငန်းစာပေးမယ်လို့ဆိုပါတယ်ကူကူကတော့ဇာကီဟာဆရာကောင်းတစ်ယောက်မဟုတ်ရင်တောင်သူ့ရဲ့ဆရာဖြစ်နေတော့မယ်လို့ပြန်ပြောပါတယ်ဇာကီကသူတို့နှစ်ယောက်ကိုဖြန့်ဖြေပေးပြီးအကယ်၍အာအိုရီကကူကူကိုအနိုင်ယူနိုင်မယ်ဆိုရင်ပေါ့အာအိုရီရဲ့စွမ်းအားကိုသူအတိမတ်ပြုပြီးအဲ့ဒီ ghost တစ်ခေါင်အကြောင်းသူသိသမျှကိုပြောပြမယ်လို့ကတိပေးလိုက်ပါတယ်ကူကူကလည်းအာအိုရီကိုရိုက်ချင်နေတာမို့လို့ဒီအခွင့်အရေးကိုဝမ်းသာအားရလက်ခံလိုက်ပြီးသူ့ဖုန်းထဲကနေသူ့ကိုထုတ်လိုက်ပါတယ်ဒါပေမဲ့အာအိုရီကတော့သူ့ကိုဂယုမဆိုင်ပဲဇာကီနောက်ကိုပဲထပ်လိုက်ပါတော့တယ်ဒါပေမဲ့ဇာကီကရှောင်လိုက်ပြီးထွက်ပြေးသွားပါတယ်သူနဲ့မဟုတ်ပဲကူကူနဲ့ပဲတိုက်ဖို့ဇာကီကလမ်းအောင်ပြောနေပါတယ်အာအိုရီကတော့သူ့ညီမလေးတက်ဖြတ်ခံရတာမို့လို့ဒီလိုကလေးကလာကစားပွဲတွေအတွက်သူဒီမှာရှိနေတာမဟုတ်ဘူးလို့အော်ဟစ်နေပါတယ်သူဇာကီကိုမမိခင်မှာပဲကူကူကသူ့ကိုနောက်ကနေရိုက်ချလိုက်ပါတယ်ပြီးတော့သူ့ရဲ့ကံဆိုးမှုကဘာမှထူးခြားတာမဟုတ်ပဲဒီအကယ်ဒမီမှာဒါမျိုးတွေကယိုးနေပြီလို့ပြောလိုက်ပါတယ်အာအိုရီကသူ့ကိုပြန်တိုက်မှာမဟုတ်တာကိုကူကူသိတာကြောင့်သူ့ကိုဒေါသထွက်အောင်စတင်ပြောဆိုပါတော့တယ်သူ့ကိုတူနဲ့ရိုက်ရတာမင်းညကသူ့ညီမလေးကိုရိုက်ရတာထက်ပိုပြီးအရသာရှိတယ်လို့ကူကူကလှောင်ပြောင်းလိုက်ပါတယ်ဒါကအာအိုရီကိုတကယ်ပဲဒေါသထွက်သွားစေပြီးသူဇာကီစီကနေအချက်လက်တွေအကုန်ယူမယ်လို့ပြောလိုက်ပါတယ်ဒီတူကင်ထားတဲ့ကောင်ကိုအရင်ဆုံးအပြစ်ရှင်းပြီးမှပေါ့အာအိုရီကကူကူစီကိုချက်ချင်းပြေးဝင်သွားပြီးတထောင်နဲ့တိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကူကူကသူ့ရဲ့တူနဲ့ကာကွယ်လိုက်ပြီးသူ့ကိုပြန်နှုံးထုတ်လိုက်ပါတယ်ဒီစူညံတန်တွေကြောင့်ចောင်းသားတွေအကုန်လုံးစုယုံလာကြပြီးတိုက်ပွဲကိုကြည့်နေကြပါတယ်အာအိုရီကထပ်ပြီးလက်သီးနဲ့ထိုးပေမဲ့ကူကူကရှောင်တိန်နိုင်ခဲ့ပါတယ်စပင်အနက်နဲ့မိန်းကလေးကတော့ဒါဟာဒရာမာထဲကလိုမျိုးအမြင်ကက်စရာကောင်းတဲ့လူနှစ်ယောက်တိုက်နေတာကိုကြည့်နေရတယ်လို့ပဲလို့ဆိုပါတယ်အခြားចောင်းသားတစ်ယောက်ကတော့ဒီလိုလူမုန်းများတဲ့ YouTube တစ်ယောက်တကယ်လက်တွေ့မှာတိုက်ခိုက်နေတာကိုကြည့်ရတာရှားပါတဲ့အခွင့်အရေးပဲလို့ပြောလိုက်ပါတယ်